အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကမြန်မာဘောလုံးကစားသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2026အာဆီယံ U19 ချန်ပီယံရှစ်အုပ်စု B အဖွင့်ပွဲစဉ်မှာမြန်မာ U19 အသင်းကလာအိုအသင်းနဲ့ရင်ဆိုင်ခဲ့တဲ့နေရာမှာတစ်ဖက်နဲ့ကိုမသွင်းနိုင်ပဲတရေတမက်စီခွဲဝေရယူခဲ့ကြပါတယ်အဖွင့်ပွဲမှာတင်အနိုင်3မှတ်ရယူနိုင်ဖို့မျှော်လင့်ခဲ့ကြပေမဲ့အခုလိုတည်ကြားခဲ့တဲ့အတွက်ကြောင့်မြန်မာ U19 အသင်းအတွက်နောက်တစ်ဆင့်တရေလမ်းကြောင်းကစတင်ကျတဲသွားခဲ့ပြီဖြစ်ပါတယ်ပြိုင်ပွဲရဲ့စီးမြင့်အတဲ့အရာအုပ်စု3စုမှာအုပ်စုဘိုး3သင်းနဲ့အကောင်းဆုံးအုပ်စုတတိယသင်းသာဆီမီဖိုင်နယ်ဆင်ကိုတက်ရောက်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်မြန်မာယူ19အသင်းအနေနဲ့လာမယ့်ဧပြီလ15ရက်နေ့မှာရှင်ပြိုင်ရမယ့်ထိုင်းအသင်းနဲ့ပွဲစဉ်အပြင်ဖိလစ်ပိုင်အသင်းနဲ့ပွဲမှာပါမဖြစ်မနေအနိုင်ရလက်ဖော်ဆောင်နိုင်မှသာအဆင့်တက်ဖို့မျှော်လင့်ချက်ရှိတော့မှာဖြစ်ပါတယ်။လာအိုအသင်းကိုတည်ကြခဲ့တဲ့အတွက်ကြောင့်မြန်မာယူ19အသင်းအတွက်တကယ်ကိုနစ်နာသွားပါတယ်။အုပ်စုတွင်အတောင်အသင်းဆုံးလို့ယူဆရတဲ့ထိုင်းအသင်းနဲ့မကစားခင်မှာယုံကြည်မှုတည်ဆောက်နိုင်ခြင်းမရှိခဲ့တာကစိုးရိမ်စရာတစ်ခုဖြစ်ပါတယ်။အခုချိန်ဒီမှာတော့ထိုင်းအသင်းနဲ့ပွဲစဉ်ကမြန်မာစကွန်အသင်းအတွက်ဒူးော်တိုင်းအဆင့်အဆုံးအဖြတ်ပွဲဖြစ်သွားခဲ့ပါတယ်။နီးပြချုပ်ဦးကျော်စရာအနေနဲ့ကစားသမားတွေရဲ့စိတ်တပိုင်းကိုပြန်လည်မြင့်တင်ပြီးတော့ထိုင်းအသင်းနဲ့ပွဲစဉ်မှာအစွမ်းကုန်ရုန်းကန်ရဖို့လိုအပ်နေပါတယ်။မြန်မာစကွန်တဲ့အတွက်လာမယ့်ဧပြီလ15ရက်နေ့ဗုဒ္ဓဟူးနေ့ည9:00နာရီမှာကစားမဲ့ထိုင်းအသင်းနဲ့ပွဲစဉ်ကဘိုလူပွဲစဉ်လိုတောင်တင်စားလို့ရတဲ့အဆုံးဖြတ်ပွဲစဉ်ဖြစ်လာပါတယ်။ထိုင်းယူစကွန်အသင်းကဖိလစ်ပိုင်ယူစကွန်အသင်းကို9-1နဲ့အနိုင်ရရှိထားလို့ဇယားထိပ်မှာရပ်တည်နေပါတယ်။ဒါပေမဲ့ထိုင်းအသင်းကအသင်းကောင်းသတင်းPPအားနည်းချက်တွေရှိသလိုအားသာချက်အများကြီးရှိတဲ့အတွက်ကြောင့်မြန်မာအသင်းအနေနဲ့တည်တည်ချာချာအမှားပြင်ဆင်လာနိုင်ခဲ့မယ်ဆိုရင်အနိုင်ရလက်ကိုဖော်ဆောင်နိုင်မယ်လို့မျှော်လင့်မိပါတယ်။ထိုင်းယူစကွန်အသင်းရဲ့လက်ရှိအစုအဖွဲ့ကအာရှဖလားချိတ်စစ်ပွဲအောင်မြင်ထားတဲ့အစုအဖွဲ့မဟုတ်ဘဲနဲ့ U14 15နဲ့တနိုင်ငံလုံးကအကြောင်းပေါင်းစုံကအကောင်းဆုံးတွေကိုရွေးချယ်ထားတာဖြစ်ပြီးတော့စူးစီးလေ့ကျင့်မှုတက်တန်းကတလဝန်းကျင်သာရှိပါသေးတယ်။ဒါပေမဲ့ထိုင်းအသင်းကတဦးချင်းဆွမ်းဆောင်ရေးပိုင်းမှာအများကြီးကောင်းနေဆိုပေမဲ့ကစားကွက်တီဆောက်ပုံမှာအမှားတွေကလည်းရှိနေသေးတာကိုတွေ့ရှိရပါတယ်။ထိုင်းယူစကွန်အသင်းရဲ့ကစားသမားတွေကမတူညီတဲ့ background ကလာတဲ့အတွက်ကြောင့်ပွဲချိန်ကြာလာတဲ့များကြက်ခိုင်မှုကျဆင်းတာမျိုးအသင်းလိုက်ဟန်ချက်ပြတ်သွားတာမျိုးတွေရှိတတ်ပါတယ်။ထိုင်းယူစကွန်အသင်းရဲ့တဦးချင်း scale ကိုမီဖို့ဆိုရင်မြန်မာယူစကွန်အသင်းအနေနဲ့စနစ်တကျရှိလာတဲ့ teamwork ကစားပုံနဲ့တုံ့ပြန်ရမှာဖြစ်ပါတယ်။ထိုင်းယူစကွန်ကစားသမားတွေကိုတဦးချင်းကြော်ပြတ်ခွင့်မပေးဘဲနဲ့နေရာလွတ်တွေကိုစုပေါင်းပိတ်ဆို့ရပါမယ်။ထိုင်းယူစကွန်အသင်းရဲ့အပေးယူမချောမွေးမှုကနေပြီးတော့ရရှိလာမယ့်အမှားတွေကနေတစ်စင်းကောင်းတာအတက်ပြုလုပ်ပေးရပါမယ်။ထိုင်းခန့်စစ်ကအတက်အကျအမှားရှိနိုင်ပါတယ်။ဘောလုံးရတာနဲ့မြန်မြန်ဆန်ဆန်ကူးပြောင်းပြီးတော့ထိုင်းနောက်တန်းရဲ့ဟာကွက်ကိုအသုံးချဖို့လိုအပ်ပါတယ်။လာအိုနဲ့ပွဲကလိုခါဖြတ်နေရမျိုးမဖြစ်ဘဲနဲ့ကွန်းလယ်လူတွေကခန့်စစ်ကိုကူညီသလိုတိုက်စစ်ကိုလည်းဘောလုံးသေချာပို့ပေးနိုင်ရပါမယ်။ထိုင်းကစားသမားတွေဘောလုံးကိုအေးစေးစေးမကစားနိုင်အောင်ပွဲဆက်စခြင်းမှာဖိအားပေးပြီးတော့သူတို့ရဲ့ယုံကြည်မှုကိုရိုက်ချိုးပြရပါမယ်။မြန်မာအသင်းမှာကထိုင်းအသင်းထက်သာလွန်နေတဲ့အချက်ကဖွဲ့စည်းထားတာကြောင့်ဖြစ်လို့တအုပ်နဲ့တအုပ်နားလည်မှုပိုရှိတာဖြစ်ပါတယ်။အိန္ဒိယအသင်းနဲ့ခြေစံပွဲတုန်းကအမားတွေလာအိုအသင်းနဲ့ပွဲစဉ်ကအမားတွေကိုသင်ခန်းစာယူပြီးတော့ကလေးတွေကငါတို့ကအာရှအဆင့်ဆိုတဲ့စိတ်ဓာတ်နဲ့ကစားရမှာဖြစ်ပါတယ်။လာမယ့်ဧပြီလ15ရက်နေ့ကမြန်မာယူစကွန်အသင်းဘလောက်အဆင့်ရှိလဲဆိုတာကိုတည်ပြမယ်နေ့ဖြစ်ပါတယ်။ပွဲအစားကနေပွဲပြီးတဲ့အထိအာယုံစူးစိုက်မှုကိုမလျှော့ဘဲနဲ့ကွင်းထဲမှာကစားနေတဲ့အချိန်မှာအနောက်မှာတနိုင်ငံလုံးကပြည်သက်တွေမြန်မာဘောလုံးအားကစားချစ်ပြည်သက်တွေအော်ဟစ်အားပေးနေတယ်ဆိုတော့ကိုနှလုံးသွင်းထားဖို့လိုအပ်ပါတယ်။မြန်မာယူစကွန်အသင်းရဲ့ရလက်တွေပေါ်အားမလိုအားမရဖြစ်ပြီးတော့ယုံကြည်မှုလျော့နေနေတဲ့ပြည်သက်တွေရဲ့မှတ်ချက်တွေကိုနေရာအနှံ့မှာတွေ့ရပါတယ်။အထူးသဖြင့်လာအိုအသင်းနဲ့ပွဲစဉ်မှာတည်ကြခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။လာအိုယူစကွန်အသင်းနဲ့တည်ကြလို့စိတ်ပြတ်နေကြပေမဲ့လာအိုယူစကွန်အသင်းရဲ့နောက်ဆုံးရလက်တွေကိုကြည့်မယ်ဆိုရင်သူတို့ခြေစွမ်းကတာမန်ထက်မှရှိနေတာကိုတွေ့ရမှာပါ။လာအိုအသင်းနဲ့တည်ကြခဲ့တာကဆိုးရွားလုံးနဲ့ရလက်မဟုတ်ဘဲနဲ့ပြိုင်ဘက်ရဲ့တိုးတက်လာမှုကိုအတိအမှတ်ပြုပေးရမှာဖြစ်ပါတယ်။ထိုင်းယူစကွန်အသင်းကဖိလစ်ပိုင်ယူစကွန်အသင်းကိုဂိုးပြတ်နိုင်တဲ့ဟာကထိုင်းရဲ့ခြေစွမ်းကောင်းမွန်မှုလို့ပြောလို့ရပေမဲ့တစ်ဖက်မှာဖိလစ်ပိုင်ယူစကွန်အသင်းရဲ့ခြေစွမ်းကလည်းတာမန်အဆင့်အောက်မှာရှိနေတာအတွက်ကြောင့်လည်းဖြစ်ပါတယ်။မိုင်စကွန်အသင်းရဲ့တိုက်စစ်ရှာပါမှုနဲ့အချိတ်ဆက်အားနည်းမှုတွေကပြည့်ပြင်လို့ရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။မြန်မာအသင်းကလာအိုထက်ခြေသားခဲ့သလိုထိုင်းထက်လည်းစူးစီးမှုတက်တန်းပိုရင်ပါတယ်။ထိုင်းအသင်းကအသင်းကောင်းသတင်းဆိုပေမဲ့သူတို့မှာအသင်းလိုက်ဟာခွက်တွေကရှိနေပါတယ်။မြန်မာအသင်းနဲ့အဲ့ဒီဟာခွက်တွေကိုပပနဲ့အသုံးချနိုင်မယ်ဆိုရင်အနိုင်ရလက်ကမဝေးကွာမနေပါဘူး။မြန်မာဘောလုံးအားကစားချစ်ပြည်သက်တွေကဝေဖန်နေတာကမြန်မာစကွန်အသင်းကိုမချစ်လို့မဟုတ်ပဲနဲ့သူတို့ပေါ်မှာမျှော်လင့်ချက်ကြီးမှလို့ဖြစ်ပါတယ်။အာရှဖလားခြေစစ်ပွဲစဉ်တုန်းကပြသခဲ့တဲ့မန်တွေကိုပြန်ထုတ်ပြီးတော့တပွဲချင်းစီက
မြန်မာယူဆက်ခွန်အသင်းအတွက်တမိုင်းအသေးရေးဖို့အခွင့်အရေးဖြစ်ပါတယ်။မနက်ဖြန်မြန်မာချင်းသိန်းငယ်တို့ရဲ့အောင်ပွဲအတွက်မြန်မာဘောလုံးချစ်ပြည်သူနဲ့အတူတူစောင့်ကြည့်အားပေးသွားကြပါမယ်။ဒါမဲ့မြန်မာလိရာသီတဲ့အတွက်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ဂျနာဘုံအသင်းကဟန်တာယူနိုက်တက်အသင်းရဲ့မြန်မာလူကြီးစင်ဟောင်းကိုသမားပြဖြိုးအောင်နှစ်ကိုစာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပါတယ်။ပြဖြိုးအောင်နှစ်ကဟန်တာယူနိုက်တက်အသင်းမှာကာလာရှေကြာကစားခဲ့တယ်လို့မြန်မာလူငယ်လူကြီးစင်အသင်းအနေနဲ့လူကြီးစင်အသင်းကြီးတွေမှာလည်းရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ရန်နာဘောအစီအသင်းကလာမဲ့မြန်မာလိရာသီတဲ့အတွက်ဤပြချုပ်အဖြစ်ဦးမင်းထွန်းလင်းကိုခေါ်ယူခန့်အပ်ခဲ့ပြီးတဲ့နောက်ကစားသမားတစ်တွေစတိုက်ဖြစ်တင်းနေလျက်ရှိပါတယ်။ရန်နာဘောအစီအသင်းကနောက်ခံလူတီဟာထအောင်ကွင်းလဲလူတပ်ပိုင်ထွေးရှေ့တန်းလူဆလမန်တို့ကိုခေါ်ယူထားပြီးတော့ယခုကကိုသမားပြဖြိုးအောင်နှစ်ကိုထပ်မံခေါ်ယူလိုက်တာဖြစ်ပါတယ်။ဤပြချုပ်ဦးမင်းထွန်းလင်းကတော့လာမဲ့မြန်မာလိရာသီတဲ့အတွက်ကစားသမားတစ်တွေရန်နာဘောအစီအသင်းခေါ်ယူမှုကိုရပ်တန့်သွားအောင်မှာမဟုတ်ဘဲနဲ့ဆက်လက်လှုပ်ဆောင်သွားဖို့ရှိနေကြောင်းသိရှိရပါတယ်။ပြဖြိုးအောင်ကမြန်မာလိစင်ကိုသမားတအုပ်ဖြစ်ပြီးတော့ပြီးခဲ့တဲ့ဘောလုံးရာသီကဟန်တာယူနိုက်တက်အသင်းအတွက်လက်ဆန်းပြကစားနိုင်ခဲ့တဲ့သူတအုပ်ဖြစ်ပါတယ်။လူငယ်လူစင်အဆင့်ကနေမြန်မာလိစင်အသင်းအထိအဆင့်တစားရွေးချယ်ခံခဲ့ရတဲ့ရည်ရှင်းရှိတဲ့ကိုသမားတစ်ယောက်ဖြစ်ပါတယ်။နိုင်ငံလူစင်အဆင့်မှာရရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့အတူသူ့ရဲ့တည်ငြိမ်တဲ့လက်ဆန်းတွေကယာတီအသည့်အတွက်ရန်နာဘုံအစီအစဉ်ကိုအင်အားပုံမူတောင်းတင်းသွားစေမှာဖြစ်ပါတယ်။မြန်မာဘောလုံးကစားသတင်းတွေကိုကြားနေတဲ့ဆိုရင်တော့ channel ကို subscribe like and comment တွေပြုလုပ်သွားပေးကြပါအခုလိုနောက်ထပ်မြန်မာဘောလုံးကစားသတင်းတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်